ကျတဲ့ကောင်ပဲစီတဲ့အန်ဒီဒီအကောင်လေးရင်ချင်းလေး မေးရှော့ပြလိုက်ပါဦးအမကဝယ်နေကြဗျ ဟဲဒီဖြုံတီလေးလည်းမစိုးလို့ဒါလေးလည်းလုပ်နေရပဲချက်ဆိုင်အရင်ကောင်းပါပဲဒီဖြုံတီလေးကကဲအရွက်လေးခုမယ်အရွက်ကတော့ဒီနေ့ဟင်းရွက်လေးကြော်မယ်အော်မေ့နေတာပဲစက်သားလေးစီပြန်လုံးမယ်ဒီနေ့ကိုစက်သားစီပြန်လေးရယ်ဗာဟင်းနေတော့ဖယုံသီးလေးကိုနှက်မယ်ဖယုံသီးလေးနှက်ပြီးလို့ရှိရင်အရွက်ကလေးကြော်မယ်အဲ့ဒါဆိုရင်တော့လုံးဝအရမ်းမိုက်ပဲဒီနေ့ကတော့ကဲဒါဆိုလို့ရှိရင်ဒီဖယုံသီးကိုရတာမှဖြူးမယ်ပြီးလို့ရှိရင်ဟင်းကရတော့ဒီခိုင်းတော့ဆိုတော့ဟင်းရတော့ဒီချတာပဲဒါပြီးလို့ရှိရင်တော့ဟင်းပွဲပြင်တော့မယ်ကဲဒီနေ့စက်သားစီပြန်လေးရယ်အရွက်ကြော်လေးရယ်ဖယုံသီးညက်လေးရယ်စားနော်တမီးတို့စားကြတမီးထက်ကိုထက်စားနော်ထက်စားຫນွေရောက်ပြီဆိုတော့အမိုက်ကြတယ်အရန်ကြတာပဲလှည့်လိုက်ရတနေ့အမိုက်တေးကြီးပဲရေချိုးမယ်အလုပ်တွေလဲပြီးပြီဆိုတော့တနေ့ရေဖြစ်ရတာတလို့ဟိုမဖြစ်ပြကြရွှေဘုဒ္ဓနာခန်းလေးနော်